ကြီးကြောခေါ်တယ်ဆိုလို့ဟုတ်တယ်ဒီလိုဘုံမသွားတာကြီးကွာကြီးဒါရောပါကောက်ဖက်တဲ့ဟာကြီးမင်းတို့ကလုတ်ပြပြီကွာဟုတ်ပါဟုတ်ကဲ့မင်းပြီးရမယ်မပြီးကြဘူးဖြစ်ဟုတ်ဒီလိုမှကားတယ်လုံးဝခေါ်ပြီးတော့ကြိတ်ခံရအကုန်အဲ့ကူပုံစံလေးတွေဒီလိုသူကရဆုံးမှုကြောင်းတွေပြောတယ်သူကရဲတဝဲလုတ်ပြီးကြီးအဲ့ဒါပြောတာငွေကြီးဟိုအခုကဟိုဥစားအိုကြီးရဥစားတစ်လောက်ဘယ်လောက်ကောက်တာတစ်လား4000တစ်လား4000ကိုကျွန်တော်ပြောပြတာဟိုအိုကြီးတို့ပထမအစည်းအဝေးတုန်းကတစ်လားမဟုတ်လမ်းနေကောက်တော့မှာဒါသူကတူမင်းလည်းပြီးတယ်မင်းတို့ရှိပါဘူးဘတ်16တော့ကိုအဲ့လို16တော့16တော့ကောက်နေရအခု16တော့ကောက်နေအခုကကျွန်တော်ကပြောတာကျွန်တော်တို့ကပြောတာကျွန်တော်အိမ်မှာဆိုမိသားစု9ယောက်ရှိတယ်မိသားစု9ယောက်ရှိတယ်ចောင်းသားတွေလည်းရှိတယ်ဒီတစ်လောက်4000ဆိုတာပုံမှန်ဆိုလို့ချင်းတစ်လ4000ဆိုကျွန်တော်တို့မှလည်းစားဖို့နေရတော်တော်ခက်ခဲနေတဲ့အချိန်ဒါကျွန်တော်တင်ပြတာကိုပြမနာတော့အခုဖြစ်တဲ့ပြဿနာမထည့်ရဘာမှမဖြစ်တော့မထည့်လဲဘာကျွန်တော်လည်းမထည့်ဘူးလို့ပြောတဲ့စကားတခုမှမပါဘူးပြမနာတော့ဒီလိုနားမလဲတာလည်းပါဆိုစစ်မှုကပတ်စံကောက်နေတာမဟုတ်ဘူးကျွန်တော်တို့ကလူပဲလူပတ်စံကောက်တာမဟုတ်သူကလူပဲလို့ကြာတိုးတော်ညာလဲဩသူသားသမီးတွေကိုသားသမီးတွေမထည့်နိုင်ဘူးမထည့်ခြင်းဘူးမထည့်ခြင်းတဲ့အတွက်ကြောင့်ငှားဖို့အတွက်ကြာတအူးလေးကနေသိတရတော့ဒီမှမတက်နိုင်မတက်နိုင်တဲ့ခါကျတော့အားလုံးစုပြီးတော့ကောက်ပြီးတော့သူကတက်ငှားပေးရဟုတ်တယ်ကျွန်တော်သဘောပေါက်တယ်အဲ့ဒီအထီးကိုကျွန်တော်သဘောပေါက်တယ်ကျွန်တော်နားလဲတယ်အဲ့လောက်အထီးကိုကျွန်တော်သဘောပေါက်တယ်ဘာဖြစ်လို့လဲဆိုတော့4000ဒါကျွန်တော်16နှစ်ပြည့်ပြီးလူတွေဒါ4000 16နှစ်မပြည့်တဲ့ကျန်တဲ့လူတွေကပြည်သူမဟုတ်ဘူးလားတော့အဲ့ဒါကြောင်းဝင်အဲ့ဒါသူကအခုလဲခံလို့ရမယ်သူကအတိုင်းပါ35နဲ့ဝင်းနေလို့ဟုတ်ကျွန်တော်ဘကိုးမှာလေကျွန်တော်တွေ့ဘူးတယ်ဘကိုးတန်ထက်ပင်လို့နေရာမျိုးဆိုလို့ရှိရင်တရက်ွက်လုံးတိန်ကို1000ဆို1000မတူကမင်းအဲ့ဒါမင်းကချက်ပြောနေတာတော့ပါလေ1000ဟုတ်ကျွန်တော်ဘလူးနဲ့စကားပြောရမှာကျွန်တော်ဘလူးနဲ့စကားပြောရမှာအုပ်ကြီးနဲ့စကားပြောရမှာကိုနဲ့စကားပြောရမှာအောက်တယ်ပြောလို့ရတယ်လေဒါလည်းယာယီမှုတွေပဲယာယီမှုတွေပြတာဒီလိုဝါဒီလိုဟိုကျွန်တော်ရက်ကွက်ယာယီမှုနဲ့ကျွန်တော်စကားပြောမှာအုပ်ချုပ်မှုနဲ့စကားပြောစီးရင်နဲ့ကျွန်တော်စကားပြောဒါမလုံးတော့ဘူးလားဒါအကုန်လုံးကငါခက်ထားတယ်ဒီယာယီမှုတွေကြီးပဲသူကပြောတာကမင်းတို့ထည့်ရရတယ်မထည့်ရရဒါပေမဲ့ဟိုပုံစံလေးပြက်ပြီးဟိုဖြစ်တရားစွဲတော့မှညီတွေတော်ဖြစ်ပါဆိုငါကြိုပြောထားတာဟုတ်ကအကုန်လုံးလုပ်ပြီးသားကျွန်တော်ပြောတာကျွန်တော်ဆိုလိုချင်တဲ့သဘောကခုနလိုဟိုမြတ်တညီမြလေးဟိုဝိုင်းကောက်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်လည်းခံတာတယ်ဒါအများလည်းလက်ခံနိုင်တဲ့အနေအထားရှိတယ်ဒါဒီပုံစံမျိုးလေးကိုကျွန်တော်ကဟိုတင်ပြစေချင်တာအစီအဝေးခေါ်လို့ရှိရင်လည်းကျွန်တော်တို့ဖိတ်ပါကျွန်တော်တို့လည်းဝိုင်းတင်ပြမယ်ဒါကျွန်တော်ပြောဆိုလိုချင်တဲ့သဘောက300ရင်130ကျပြောပြမှာနော်ဒါအရင်တော့ဈေးဒါအခုဈေးဘယ်လိုလာအောင်လဲဒါလာပုံနေပြောပြမှာ130ကျတို့အနောက်ပိုင်းလို့အရှေ့ပိုင်းလို့ရှိတယ်ပြီးတော့ဥယျာဉ်ဟိုဟာထဟိုဟာပဲဟိုဘာလဲပိတ်တာလို့စုပ်ပြီးတော့ပိတ်ရင်နည်းနည်းလေးသူ့မှာဆက်ဆက်ရလာပြီလားနေတဲ့အတွက်ကြောင့်မလို့အိမ်တိုင်းလိုက်တော့တာသဘောကဒီမှာဥယျာဉ်များတဲ့အတွက်ကြောင့်အဲ့လိုမလုပ်ပါနဲ့အထက်ကပြောတာဒါရောဖြစ်အဲ့လိုပြောထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူတို့စီစဉ်တဲ့အတိုင်းကိုကျွန်တော်တို့ကစီစဉ်ဆောင်ရွက်ကြတာတကယ်လို့များငှားကျင်တော့မှအဲ့လိုလုပ်ပါတကယ်လို့မှသူတို့ကမထည့်နိုင်ဘူးဆိုလည်းရပါတယ်မပြောပါနဲ့ညာကြီးမပြောပါနဲ့သူရဲ့နာမည်လေးတွေတာပြီးရင်သူတို့ပဲအဓိကဦးစားပေးပြီးတော့မင်းနိုင်ပြီးတော့ဆောင်ရွက်ပေးပါမယ်ဒါလည်းသူတို့ဘက်ကအဲ့လိုမလုပ်နိုင်တဲ့သူကခလေးကိုဖြစ်နေတယ်အဲ့တော့မရတဲ့အဆုံးကိုသူတို့ကတရားဆုံးတော့ပုံစံနည်းတွေပါတက်တာထည့်လာနိုင်ဒါပြီးတော့လာတယ်ပြပြီးမှမဟုတ်ဘူးသူတို့ကမဟုတ်ဘူးဒီမှာလူကြီးအချင်းချင်းတာလို့တော့ဟိုလာပြီးတော့ဘယ်အခုဖြတ်တယ်မလို့ကြီးတို့ထိုင်ပဲလူကြီးကိုတောက်တယ်မလို့ကြီးဒီမှာဝါကြိုက်ဒါကျွန်တော်တို့ဝိုင်းလုပ်နေတဲ့ပုံစံမျိုးပဲမတန်းတက်ပုံဝိုင်းပေါ့ကွာကိုယ်လက်စီလာတဲ့ကြောက်တယ်လားဗျာအဲ့လိုဟဲ့ဝါကြီးမင်းတို့အိမ်လာဆွဲမလားပြောပြဖို့ကြောင်းလို့လာပြီးလို့ရခက်တာပဲဟိုဒီလိုလေးဟိုခုနကျွန်တော်ပြောသလိုကျွန်တော်မှလည်းလာတိုင်းလာ4000ကြီးကြတော့ကျွန်တော်တို့ကအလုံးထမ်းဆောင်တယ်ဘုန်းကြီးတွေမတက်နိုင်ဘူးလေမတက်နိုင်ဘူးပုံစံဒီလုပ်ဖို့ဒါပဲကြည့်တော့ဘာလဲလာပဲပြည့်ပြလို့ရနော်အများထမ်းဆောင်နေအများထမ်းဆောင်နေရကာပြီးလို့ရကာပြီးတာပေါ့ကာပြီးရလားကာပြီးလို့မရလို့ကူအားမှမဖြစ်အခုဟာသူအများနဲ့ကြာမင်းတို့မတည့်ကျဲလူကဘာလိုက်ပြလာမယ်အဲ့လိုဖြစ်လာမယ်အခုသူတို့တူတွေကြတော့ကောက်တယ်ငါတို့တူတွေမဟုတ်ဘူးကူတွေလည်းကောက်ကြတာပဲကိုညီကိုမောင်မှာလည်းဒီလိုပဲကောက်ရတာဘယ်လိုလုပ်သူတို့မတက်နိုင်ဘူးလားမတက်နိုင်တော့အဲ့စင်းကိုတင်ပြီးမှရအောင်လို့ဆိုအများပြောလာမှာမင်းညီကိုမောင်တော့မှကြာတော့